ကျွန်တော်လမ်းခွဲမယ်လို့တခုံးပြောလိုက်ုံနဲ့ရေးစားဟောင်းကသူထေးသားတွေအများကြီးခေါ်လာပြီးကျွန်တော်အိမ်တကားကိုစူပါကားတွေနဲ့ပိတ်ထားတယ်ဗျာအလက်ကျအဆက်ခွဲတာတွေခံရတော့ကျွန်တော်ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ခင်မီတိုက်ခိုက်ရေးတင်ကားအစ်တွေနဲ့လက်နက်တက်ဆင်ထားတဲ့ရဟတ်ရင်တွေအများကြီးတူဝီနဲ့ရောက်လာခဲ့ပါတယ်တန်ဖိုးတန်းရချီတဲ့စူပါကားတန်းကြီးကအယုတ်ကားလေးတွေလိုပဲဝိုင်းရန်ခံလိုက်ရပြီးတကယ်ကိုဘာမှမဟုတ်တော့ဘူးဗျာကျွန်တော်ဘာလို့ဒီလောက်တောင်အစွမ်းထက်တာလဲလို့မေးမယ်ဆိုရင်တော့စနစ်ကကျွန်တော်ကိုစစ်လက်နက်ဆက်ယုံတစ်ခုလက်ဆောင်ပေးထားလို့ပါပဲတိန်အလိုလျောက်ဆက်ရနေရစနစ်ပါတယ်စစ်လက်နက်ဆက်ယုံဆောက်လုပ်ပြီးစီးပါပြီးတဲ့လိပ်စာကတော့မျက်မှန်ဆိုင်ရဲ့အနောက်မြောက်ထောင်းကနေအပြင်ဘက်10မိုင်ရှေ့ဘက်မှာပါတဲ့မျိုးဆက်တဲ့စတုတ်ထမ်းမြောက်တန်ချက်ကတင်ကားတဲ့6စီးရဲ့မျိုးဆက်တဲ့လက်နက်တက်ဆင်ထားတဲ့တန်ချက်ကကားကြီးအတဲ့6စီးရဲ့ထုတ်လုပ်ပြီးစီးပါပြီးတဲ့အဲ့ဒီအေးဆက်အီလက်ထရောနစ်အတန်ထွက်လာတာနဲ့ကျွန်တော်ဆိုဖာပေါ်ကနေစက်ခနဲကုန်းထလိုက်တဲ့မျက်နှာမူရာကလည်းစိုးရိမ်ပူပန်နေရကနေပျော်ရွှင်လို့ယူမတက်ဖြစ်သွားခဲ့ပါတော့တယ်အရန်အကောင်းတာပဲနောက်ဆုံးတော့စောက်ပြီးသွားပြီနော်လို့ကျွန်တော်အရန်အန်တာဝမ်းတာပြီးပြောလိုက်တယ်ခုနှစ်ရက်အကြာတုန်းကစနစ်ကနိုးထလာခဲ့ပြီးတော့ကျွန်တော်ကိုလက်ဆောင်ပေးတဲ့စစ်လက်နက်ဆက်ယုံကိုစောင့်နေရလို့ပြောပြခဲ့ပါတယ်ဒီခုနှစ်ရက်လုံးကျွန်တော်ဘာမှမလုပ်ပဲအဘိုးကျွန်တော်ကိုထားခဲ့တဲ့တူတဲ့တော့ခြံဝင်းလေးရဲ့မှာပဲနေခဲ့တာပါတခုကတော့စစ်လက်နက်ဆက်ယုံပြီးစီးဖို့စောင့်နေတာဖြစ်ပြီးနောက်တစ်ခုကတော့ယူနေတဲ့မင်းမတယောက်ကိုရှောင်နေတာပါပဲအခုတော့ပထမဆုံးလို့တစ်ခုကပြီးသွားပါပြီနော်အင်ရှင်ရှူးဟွာရေးစစ်လက်နက်ဆက်ယုံအဆင့်ကတပါတဲ့လက်ရှိမှာစစ်လက်နက်ပစ္စည်းတွေထုတ်လုပ်နိုင်ပါတယ်မျိုးဆက်တဲ့စတုတ်ထမ်းမြောက်တန်ချက်ကတင်ကားတဲ့ရဲ့မျိုးဆက်တဲ့လက်နက်တက်ဆင်ထားတဲ့တန်ချက်ကကားကြီးအစ်တွေပါပဲလက်ရှိကုန်ပစ္စည်းတန်ဖိုးကတော့သူညပါတဲ့အင်ရှင်ကပထမဆုံးအယောင်းဝယ်ကိုလှုပ်ဆောင်ပြီးတာနဲ့စနစ်ရဲ့လှုပ်ဆောင်ချက်အားလုံးကိုဖွင့်နိုင်ပါလိမ့်မယ်စနစ်ရဲ့အတန်ကိုကြားလိုက်ရတော့ကျွန်တော်ရင်ထဲမှာတတိတ်ခုံလာတဲ့ကြီးကျယ်ခမ်းနားတဲ့စစ်လက်နက်ဆက်ယုံစနစ်ကြီးကဒါအပြင်အဲ့ဒီအပြင်တကယ်ကိုအဆင်ပြေစေမဲ့အလိုလျောက်ဆက်ရုပ်တွေနဲ့လက်ပတ်နေတဲ့စစ်လက်နက်ဆက်ယုံတစ်ခုကိုပါလက်ဆောင်ပေးလိုက်သေးတယ်ဗျဒီလောကကြီးထဲမှာဆိုရင်တော့ကိုကနောက်ွယ်ကနေပဲထိုင်ပြီးအမိန်ပေးနေတဲ့သူတယောက်လိုနေရင်တောင်ကဘာကြီးကိုတုံးလို့သွားအောင်လုပ်နိုင်တဲ့လက်နက်ရောင်းဝယ်သူတယောက်ဖြစ်လာနိုင်တာပေါ့ကျွန်တော်စိတ်ထဲမှာတော့ဘာကြောက်ရွံ့မှုမှမရှိဘူးရှိတာကတော့စိတ်လှုပ်ရှားမှုတွေနဲ့တခါမှမကြုံဘူးတဲ့ရင်ခုန်တန်တွေပဲမစောင့်နိုင်တော့တာနဲ့ဆက်ယုံရှိတဲ့နေရာကိုချက်ချင်းပဲထွက်သွားလိုက်လေတိုင်းဆိုပြီးအတန်တွေစူညံသွားတာပါပဲကျွန်တော်ထွက်သွားပြီးမကြခင်မှာပဲအေးစင်းငိမ်တက်နေတဲ့မြို့ပြင်လမ်းမကြီးပေါ်မှာအတန်တွေစက်တိုက်ထွက်ပေါ်လာတဲ့လမ်းကွေ့နားမှာအတန်တွေတဖြည်းဖြည်းနီးကပ်လာပြီးတော့မီနီအောင်ရှိတဲ့ဆိုနီဆန်နီအခါတစီကအရှိန်ပြင်းကြီးနဲ့ကွေးလိုက်တယ်အဲ့ဒီဆန်နီအနောက်မှာလည်းအတန်တွေကစူညံနေတာပဲကိုနီဆက်ကားတစီကလည်းကပ်ပြီးလိုက်လာတယ်အဲ့ဒါတင်မကသေးဘူးကိုနီဆက်နောက်မှာတော့မာဆာယာဒီ NC20 Lamborghini ဟာယာကန် Audi R8 McLaren ခုနှစ်ရာ20ဖာယာရီ480ဆိုပြီးတော့ဇင်ခံကားတန်းကြီးကရွာလန်းကြားတဲ့ကိုပစွန်လုံးတွေရဲကြတယ်လို့မျိုးတစီပြီးတစီဝင်လာကြတယ်ကားတန်းရဲ့နောက်ဆုံးမှာတော့အသွင်ပြင်ရန်ကိုကျန်းတဲ့အနီအောင်ပါယာမောက်မာယာတာကားကြီးတစီကလည်းပါလာသေးတယ်စုပေါင်းနံပိုးတန်းနဲ့ချီရှိတဲ့ဒီစိန်ခံကားတန်းကြီးကမြို့ပြင်ကရှုခင်းနဲ့ဆိုရင်လုံးဝကိုမလိုက်ဖက်တယ်လို့ဖြစ်နေတာအဲ့ဒီအနီအောင်စန်းနီအခါကခေါင်းဆောင်ပြီးတော့မလက်မကတ်မှရှိတဲ့တလုံးနဲ့ရှိတဲ့အင်္ဂလိပ်စီကိုဥတီမောင်းသွားတယ်ကြားလိုက်တဲ့အတန်နဲ့အတူအိမ်ရှိရောက်တော့စန်းနီအခါကဘရိတ်ကိုတရက်ဆက်အုပ်လိုက်တာတာယာပါတွေတောင်လမ်းပေါ်မှာအမှတ်သားတွေချစ်ကြံခဲ့တယ်သူ့နောက်ကလိုက်လာတဲ့ကားတွေကလည်းအခြေအနေကိုကြည့်ပြီးဘရိတ်ကိုဖြည်းဖြည်းချင်းနင်းလိုက်ကြတယ်ပြီးတော့စန်းနီအခကိုကြော်ပြီးအိမ်ဝင်းထဲကနေရာအသီးသီးမှာတွားရက်လိုက်ကြတယ်အဲ့ဒီဂျန်နက်နဲ့ကားကြီးကလည်းဒါရဲဆန်တဲ့ Lamborghini Super ကားတစ်စီးကအိမ်လေးရဲ့ခြံတကားဝမှာတိုက်ရိုက်ပိတ်ရက်လိုက်တယ်ဗျာတဝုံဝုံမီနေတဲ့အင်ဂျင်တန်တွေရောကားအင်ဂျင်တန်တွေရောရက်သွားတာနဲ့စင်ကြေဖုံးကအရင်ကလိုပဲတိတ်ဆိတ်ငြိမ်သက်သွားပါတော့တယ်အဲ့ဒီအချိန်မှာတော့ကလစ်ဆိုတဲ့အတန်လေးနဲ့ကိုနက်ဆက် F5 စကတ်တက်တကားခန်းခန်းရဲ့ဆိုပွင့်လာပြီးဖြူခွေးပြီးအယောင်တောက်ရတဲ့ခြေတလုံးတစ်ဖက်ကအရင်ဆုံးထွက်လာတယ်ပြီးတော့အယုံမလေးလိုဖြူခွေးတဲ့လက်မောင်းတစ်ဖက်ထွက်လာပြန်တယ်အဲ့ဒီနောက်မှာတော့ခန္ဓာကိုယ်ချိုးစားကလုံးဝဆိုင်နူရောရဲကြတဲ့ပုံစံမျိုးနဲ့ခန္ဓာကိုယ်တစ်ခုပြီးတော့လပ်ပလုံးနဲ့မျက်နှာလေးတစ်ခုထွက်ပေါ်လာပါတော့တယ်ဗျာ